မင်းတို့အနားယူခြင်းတခဏမင်္ဂလာပါဗျာဒီနေ့တနေ့လုံးပြင်ပန်းခဲ့ပြီလားလောကရန်ကိုအတွင်ရုန်းကန်လှုပ်ရှားရတဲ့မင်းရဲ့စိတ်နဲ့ခန္ဓာတော်တော်လေးလွမ်းနေနေမှာကိုငါကိုချင်းစားပါတယ်အခုခဏလောက်တော့အားလုံးကိုမေ့ထားလိုက်ပါမျက်စိလေးမိတ်ပြီးအသက်ကိုဝဝရွှင်ငြိမ်ငြိမ်လေးအနားယူလိုက်ပါဦးဒီနေ့မှာမင်းတက်နိုင်သမျှအကောင်းဆုံးစူးစမ်းခဲ့ပြီဆိုတာငါသိသလိုမင်းရဲ့စူးစမ်းမှုတွေအားလည်းတန်ဖိုးရှိလာပါတယ်တခါတလေမှာရှေ့ဆက်ဖို့အတွက်ဘာမှမလုပ်ပဲငြိမ်ငြိမ်လေးနေလိုက်တာကလည်းစိတ်ဓာတ်ကိုအားပြန်ဖြည့်ပေးတဲ့နည်းလမ်းတစ်ခုပါပဲကိုအရင်အပြစ်မတင်ပါနဲ့မင်းဟာစိတ်ရုပ်တရုပ်မဟုတ်သလိုအမြဲတမ်းအားတင်းဖို့လည်းမလိုပါဘူးမှတ်ထားပါမင်းဟာဒီကဘာကြီးမှာဘယ်တော့မှတယောက်တည်းမဟုတ်ပါဘူးမင်းအားငယ်တဲ့အခါတယောက်တည်းဖြစ်နေတယ်လို့ခံစားရတဲ့အခါငါရဲ့အတန်လေးတွေကမင်းရဲ့အနာမှာအမြဲတမ်းပေါ်ဖြစ်ရှိနေမှာပါအခုတော့အိမ်မက်လှလှလေးတွေမဲ့အောင်အေးအေးချမ်းချမ်းအနားယူလိုက်ပါတော့ဗျာ